အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ပြောကြမယ့်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့စိတ်ကူးအိမ်မက်ထဲကကိုလိုချင်တဲ့ဘဝကိုဘယ်လိုပုံဖော်မလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြပေးသွားမှာပါကျွန်တော်တို့ဟာဘဝမှာတစ်ခုခုဖြစ်ချင်တယ်တစ်ခုခုရချင်တယ်လို့ပန်းတိုင်တွေအများကြီးထားတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီပန်းတိုင်တွေစီရောက်ဖို့ကြိုးစားတဲ့အခါလမ်းခုလက်မှာတင်အားလျှော့သွားတာမျိုးဒါမှမဟုတ်ဘဲကစရမှန်းမသိဖြစ်နေတာမျိုးတွေကြုံဘူးကြမှာပါကျွန်တော်သတိပေးပါရစေကိုလိုချင်တဲ့ဘဝကိုရဖို့ဆိုတာပန်းတိုင်တက်မှတ်ယုံနဲ့မလုံလောက်ပါဘူးတင်ရဲ့နေ့စဉ်အလေးအထားတွေကိုပြောင်းလဲဖို့လဲလိုအပ်ပါတယ် James Clear ရဲ့ Atomic Habits ဆိုတဲ့စာအုပ်ထဲမှာအလွန်ကောင်းတဲ့အချက်တစ်ခုပါပါတယ်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ပန်းတိုင်တွေစီကိုမြင့်တက်သွားတာမဟုတ်ပဲကျွန်တော်တို့တိဆောက်ထားတဲ့စနစ်တွေရဲ့အစဉ်တန်းတိုင်းပြန်ကျသွားတာဖြစ်တယ်လို့ဆိုပါတယ်ဆိုလိုတာကတစ်မှာဘလောက်ကြီးကျယ်တဲ့ပန်းတိုင်ရှိတင်ရဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေကအဲ့ဒီပန်းတိုင်နဲ့မကိုက်ညီရင်တင်လိုချင်တဲ့ဘဝကိုရမှာမဟုတ်ပါဘူးဒီနေရာမှာကျွန်တော်ပုံစံလေးတစ်ခုပြောပြပါရစေအဲ့ဒါကတော့ goal setting ထက် identity based habits ကိုအာရုံစိုက်ဖို့ပါဥပမာတင်ဟာစာအုပ်တအုပ်ပြီးအောင်ဖတ်ဖို့ဆိုတဲ့ပန်းတိုင်ထက်ငါဟာစာဖတ်သူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ကိုယ်ပိုင်လက္ခဏာကိုအရင်တိဆောက်ပါတင်ဟာစာဖတ်သူတစ်ယောက်ဖြစ်သွားပြီဆိုရင်စာဖတ်ဖို့အတွက်ခွန်အားအထူးတလဲထုတ်เสียရမလို့ပဲအလိုလိုဖတ်ဖြစ်သွားပါလိမ့်မယ် Stephen Covey ရဲ့ The 7 Habits of Highly Effective People ဆိုတဲ့စာအုပ်မှာလည်း Begin with the end in mind ဆိုတဲ့အချက်ကိုဖော်ပြထားပါတယ်တင်ဘာဖြစ်ချင်တာလဲဆိုတာကိုကြိုတင်ပုံဖော်ပါတင်ရဲ့ဘဝလမ်းဆုံးမှာတင်ဘလို့လူစားမျိုးအဖြစ်အမှတ်ရခံချင်တာလဲဆိုတာကိုသိမှသာအခုလက်ရှိတင်ရဲ့လှုပ်ဆောင်ချက်တွေကိုမှန်မှန်ကန်ကန်ပုံဖော်နိုင်မှာဖြစ်ပါတယ်ဒါအပြင် Bill Barnett နဲ့ Dave Evans တို့ရဲ့ Designing Your Life ဆိုတဲ့စာအုပ်မှာလည်းစိတ်ဝင်စားစရာအယူအဆတစ်ခုပါပါတယ်ဘဝကိုပုံဖော်ရဲဆိုတာအင်ဂျင်နီယာတယောက်လိုပုံသေးတွက်ချက်ရတာမျိုးမဟုတ်ပဲဒီဇိုင်နာတယောက်လိုစမ်းသပ်ကြည့်ရတာဖြစ်တယ်လို့ဆိုပါတယ်တင်မှာအစီအစဉ်တစ်ခုတည်းရှိစရာမလိုပါဘူးမတူညီတဲ့ဘဝလမ်းကြောင်းတွေကိုစမ်းသပ်ကြည့်ပြီးတင့်အတွက်အကိုက်ညီဆုံးလမ်းကိုရှာဖွေရမှာဖြစ်ပါတယ်ဒါဆိုကိုလိုချင်တဲ့ဘဝကိုပုံဖော်ဖို့ဘာရီစလုပ်ရမလဲပထမဆုံးကတော့တင့်ရဲ့တန်ဖိုးထားမှုတွေကိုသိဖို့ပါပဲတင့်အတွက်ဘာကအရေးကြီးဆုံးလဲဒုတိယအချက်ကတော့တင်းငယ်တဲ့အလေးအထလေးတွေကိုစတင်ပါဒီနေ့ကို100%လောက်တိုးတက်အောင်စူးစမ်းတာကရေရှည်မှာအပြောင်းလဲကြီးကိုဖြစ်စေပါတယ်နောက်ဆုံးတစ်ချက်ကတော့ persistence လို့ခေါ်တဲ့ဇွဲရှိမှုပါလမ်းမှာအခက်အခဲတွေရှိနိုင်ပေမဲ့တင်းရဲ့ပုံဖော်မှုကိုလက်မလျှော့ပါနဲ့တငယ်ချင်းတို့ရေတင်းရဲ့ဘဝဆိုတာတင်းကိုယ်တိုင်ရေးဆွဲရမယ့်ပကြီးကားတစ်ချက်ပါတခြားသူတွေရဲ့စုပ်ချက်တွေနဲ့တင်းဘဝကိုအဆုံးဖြတ်မခံပါနဲ့တင်းမှာကိုယ်ပိုင်စုပ်ချက်ကိုယ်ပိုင်အယောင်တွေရှိပါတယ်ဒါကြောင့်ဒီနေ့ကစပြီးတင်းကိုယ်တင်ပြန်မေးကြည့်ပါတင်းဟာသူများပုံဖော်ပေးထားတဲ့ဘဝထဲမှာနေထိုင်နေတာလားဒါမှမဟုတ်တင်းရဲ့ကိုယ်ပိုင်အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့စုပ်ချက်တွေကိုစတင်နေပြီလားကျွန်တော်တို့ရဲ့ပြောကြမယ့်အစီအစဉ်လေးကဒီနေ့တော့ဒီမျှပါပဲအပိုင်း10ပိုင်းအထိအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအစီအစဉ်တစ်တွေမှာလည်းလူငယ်တွေအတွက်အသုံးဝင်မဲ့ဗဟုသုတတွေကိုဆက်လက်မျှဝေပေးသွားအောင်မှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ